တောက်ကြနေမွေးသူများအတွက်2026ခုနှစ်6လပိုင်း1ရက်နေ့မှ9ရက်နေ့အထိတပတ်စာမြန်မာပြည်တွင်ဟောစာတမ်းဒီတပတ်မှာတောက်ကြနေမွေးသူတွေအတွက်ကံကောင်းမှုတွေနဲ့အခွင့်အရေးသစ်တွေဝင်လာနိုင်တဲ့အချိန်မှာအရင်ကစိတ်ပင်ပန်းစေခဲ့တဲ့ကိစ္စတွေတဖြည်းဖြည်းပြည်လည်လာမယ်။တောက်ကြနေမွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းပိုင်းမှာအောင်မြင်မှုကောင်းတွေရလာနိုင်ပါတယ်။အမှုပညာအယောင်းဝယ် online business လုပ်သူတွေအထူးကံကောင်းနိုင်ပါတယ်။ဒါပေမဲ့လုပ်ဖို့ကံဘက်တွေနဲ့နားလည်မှုလွဲတာမျိုးသတိထားပါတောက်ကြနေမွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းပြီးမျှော်လင့်မထားတဲ့အပိုဝင်ငွေတွေရလာနိုင်ပါတယ်ဒါပေမဲ့အလှပနဲ့အပျော်သုံးစိတွေများနိုင်ပါတယ်တောက်ကြနေမွေးသူများအတွက်အခြေရေးကတော့ single တွေအတွက်စိတ်ဝင်စားရသူနဲ့နီးစပ်လာနိုင်ပါတယ်ချစ်သူရှိသူတွေကတော့ romantic ဆန်တဲ့အချိန်လေးတွေပိုများလာမယ်နားလည်မှုနဲ့ဂရုစိုက်မှုတွေပိုမိုတိုးလာနိုင်ပါတယ်တောက်ကြနေမွေးသူများအတွက်ကျန်းမာရေးကတော့အေးရေးမဝခြင်းခေါင်းကိုက်ခြင်းနဲ့မျက်စိပင်ပန်းတာတွေသတိထားပါဖုန်းအသုံးများတာကိုလျှော့ချဖို့လိုပါတယ်တောက်ကြနေမွေးသူများအတွက်ရှောင်ရန်ကတော့မလိုအပ်ပဲငွေဖြုံးခြင်းစိတ်လိုက်မှန်ပါဆုံးဖြတ်ခြင်းအတင်းအဖျင်းစကားများခြင်းတို့ရှောင်ပါတောက်ကြနေမွေးသူများအတွက်ဆောင်ရန်ကတော့တောက်ကြနေမှာပန်းရောင်ပန်းလူပါမိဘနဲ့ဆရာသမားကိုကြော့ပါပန်းရောင်အသုံးဆောင်လေးဆောင်ပါကံကောင်းစေသောအယောင်တွေကတော့ပန်းရောင်အဖြူရောင်လို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့689ကဏ္ဍလို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့ဗုဒ္ဓဟူးနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာအခွင့်အရေးကောင်းတွေကိုတေချာအသုံးချနိုင်ရင်အောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေရရှိလာနိုင်ပါတယ်အခုလိုတပတ်စာပေတင်ဟောချက်တွေကြည့်ချင်ရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး